ဖြစ်ချင်ပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ခရိယန်အမှုတော်ဆောင်ကြီးကအိမ်ထောင်လည်းရှိတယ်အိမ်ထောင်ရှိလက်နဲ့ဖယားရဲ့အမှုတော်မြတ်မှာပါဝင်တယ်ဆိုပြီးမှနော်ဆိုတော့အလှငွေကြီးစားတယ်စေဖို့တပုတ်ကြီးစားတယ်ဒါဟာစားတင်တလားဆိုတဲ့မြေခွင်ဖြစ်တယ်ဆိုတော့ဒီအရာကိုကျွန်တော်ကသိနိုင်ဖို့ရအတွက်ကျမ်းစာကိုကျွန်တော်အနေငယ်ကြည့်ဖို့လိုပါတယ်ဆိုတော့တောလေယာကျမ်းအခန်းကြီး18အငယ်19အငယ်21ထဲမှာပြောထားတယ်လေဝိသားတို့သည်ပရိသတ်စီဝဲရာတဲတော်အမှုကိုဆောင်ရွက်တော်ကြောင့်တဲတော်အမှုကိုဆောင်ရွက်တော်ကြောင့်တဲတော်အမှုကိုဆောင်ရွက်တော်ကြောင့်သူတို့အမွေခံစေရာဣတိလအမျိုးသားတို့၏ဥစ္စာစေဖို့တပုတ်ကိုငါပေးပြီဘယ်သူကပေးတယ်လဲဖယားခင်ကပေးတာစားခွင့်ပေးထားတာဖြစ်တယ်ပြီးလို့ရှိရင်တော့နောက်ကျမ်းပိုက်တစ်ခုကျွန်တော်ဖတ်ချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ကောရိန္သုဩဝါဒစာဆောင်ပထမစာဆောင်အခန်းကြီး9အငယ်14ထဲမှာဘာဖော်ပြထားလဲဆိုလို့ရှိရင်ကျွန်တော်73ကနေကျွန်တော်ဖတ်ပါမယ်ဓမ္မကိစ္စအမှုကိုဆောင်ရွက်တော်သူတို့သည်ဗိမာန်တော်ကိုအမည်ပြု၍စားရသည်ကို၎င်းရစ်ပူဇော်ခြင်းအမှုကိုဆောင်ရွက်တော်သူသည်ရစ်ပလင်နှင့်ဆက်ဆိုင်၍စားရသည်ကို၎င်းတင်တို့မတိကြသလောထို့နည်းတူဧဝံဂေလိတရားကိုဟောတော်သူတို့သည်ဧဝံဂေလိတရားကိုအမည်ပြု၍အသက်မွေးရမည်အကြောင်းသခင်ဖယား၏ပညတ်တော်မူချက်ရှိဧဝံဂေလိတရားကိုအမည်ပြု၍အသက်မွေးရမည်အကြောင်းဖယားသခင်၏ပညတ်တော်မူချက်ရှိလို့ဖော်ပြထားတယ်ဆိုတော့မြေခွန်းပိုင်ရှင်ရဲ့မြေခွန်းကဒီကျမ်းစာအဖြစ်ကျွန်တော်ကတွေ့ရတာဖြစ်တယ်ဆိုတော့နံပါတ်1ကလေဝိမျိုးနွေဆိုတဲ့စကားလုံးကိုကျွန်တော်ကြည့်ပဲဆိုလို့ရှိရင်လေဝိမျိုးနွေကြီးကဘာကိုလုပ်တယ်လဲတဲတော်အမှုကိုလုပ်တယ်ယနေ့ခေတ်အခေါ်နဲ့ဆိုတော့ဖယားเจ้าမှာအလုပ်လုပ်တယ်ဖယားเจ้าမှာအလုပ်လုပ်တယ်ဆိုဖယားเจ้าအတွက်ယနေ့ခေတ်မှာအလုပ်အများကြီးမရှိပါဘူးအဓိကဘာလဲဆိုတော့ဖယားရစ်ပူရခြင်းအမှုကိုလေဝိမျိုးနွေကြီးကလုပ်တယ်ဒီအလုပ်ဒီကိုဘယ်သူဒီအတွက်လုပ်တယ်လဲဆိုလို့ရှိရင်တော့ဖယားကိုတက်ဝင်ယုံကြည်တဲ့လူတွေအတွက်အားလုံးအတွက်လုပ်တာဖြစ်တယ်ဆိုတော့ဒါကြောင့်လေဝိမျိုးနွေဟာမှာစီးပွားရေးလုပ်မရဘူးကိုယ်ပိုင်မြေပိုင်လို့တော့မရဘူးဆိုတော့ဘာကြောင့်လဲဆိုတော့သူတို့နေဖို့နေရသူတို့စားမင်းအရာဟာဖယားခင်ပေးထားပြီးသားဖြစ်တယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့တဲတော်ကိုအမည်ပြုပြီးမှစားရမယ်ဖယားเจ้าကိုအမည်ပြုပြီးမှစားရမယ်လို့ဖော်ပြထားတယ်ဒါကြောင့်ဣတိလမျိုးနွေစုရဲ့တမိုင်းကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဣတိလမျိုးနွေစုမှာ7မျိုးရှိပါတယ်နော်ဆိုတော့အဲ့ဒီ7မျိုးထဲမှာ7မျိုးကစီးပွားရေးလုပ်ရတယ်မြင်းအယောင်းငွေလုပ်ရအကုန်လုံးလုပ်ရတယ်ပေါ့နော်စီးပွားရေးနဲ့အသက်မွေးဝမ်းကြောင်းလုပ်ပိုင်ခွင့်ရှိတယ်ဆိုတော့ဒါပေမဲ့တမျိုးဖြစ်တဲ့7မျိုးမြောက်ဖြစ်တဲ့တမျိုးဖြစ်တဲ့လေဝိမျိုးတွေကတော့စီးပွားရေးလုပ်ခွင့်ဖယားသခင်ကမပေးထားဘူးသူတို့ကမြေဝေခွင့်တောင်မပေးထားဘူးသူတို့ရဲ့နေရာကဘာလဲဆိုလို့ရှိရင်တဲတော်နော်ဘာသာရေးနဲ့ဆိုင်တဲ့အမှုကိုလှုပ်ဆောင်ရမယ်မျိုးနွယ်စုဖြစ်တယ်ဒါကြောင့်မျိုးနွယ်စုဆိုမှတော့သူတို့မှာဘာရှိပြီလဲမိသားစုရှိတယ်သားသမီးရှိတယ်ဆိုတာပေါ်လွင်စေတယ်ဒါကြောင့်ဒီကနေ့ကောရိန္သုထဲမှာလည်းကျွန်တော်ပြန်ကြည့်တဲ့ခါမှာဘာကိုတွေ့ရတယ်ဧဝံဂေလိအမှုကိုဧဝံဂေလိဟောတဲ့လူကြီးဟာဧဝံဂေလိအမှုကိုဆောင်ရင်းနဲ့ဖယားရဲ့အဲ့ဒီစေဖို့တဖို့စားလို့ရတယ်ဆိုတဲ့အရာအလှငွေစားလို့ရတယ်ဆိုတဲ့အရာကိုကျွန်တော်ထားပြီးမှတွေ့ရတာဖြစ်တယ်ဒါကြောင့်ဒီကနေ့ဖြည့်ပေးခြင်းနဲ့ခရိယာမှာဓမ္မအမှုတော်ဆောင်ဖြစ်တဲ့ဓမ္မဆရာကြီးပါစတာကြီး Reverend ကြီးဧဝံဂေလိဆရာကြီးဟာအိမ်ထောင်တဲ့ဖြစ်တော်ညာလဲဖယားသခင်ကမိမိလုပ်တဲ့အမှုနဲ့ရလာတဲ့အလှငွေကိုစေဖို့တပုတ်ကိုစားခွင့်ဖယားသခင်ကပေးထားတာဖြစ်ပါတယ်ဒါ
ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ဒီဘာသာရေးအားဖြင့်အသက်မွေးဝမ်းကြောင်းပြုတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့အလုပ်ဟာဘာသာရေးဖြစ်တယ်ဖယားတရားဟောမယ်ဖယားအကြောင်းပြောမယ်နော်အယုံတဲ့ဝင်ယုံကြည်တဲ့လူတွေကိုဘာသာရေးပိုင်းဆိုင်ရာမှာပြုစုမယ်ဒါကဘာသာရေးလုပ်တဲ့လူရဲ့တာဝန်ဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီတာဝန်ထမ်းဆောင်တဲ့လူတွေဟာအဲ့ဒီဘာသာရေးတဲ့ဝင်ယုံကြည်လာတဲ့လူတွေရဲ့စေဖို့တဖို့ကိုစားဖို့ဖယားတခင်လုံးဝခွင့်ပြုထားတယ်ဆိုရလေးကိုအနည်းငယ်ဝယ်မျှပေးခြင်းဖြစ်ပါတယ်ဆိုတော့သူတို့မယုံကြည်သူတွေမှာရောနော်မိသားစုကိုမပေးဘူးလားဆိုတဲ့မြေခွန်းကိုကျွန်တော်တစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်သူတို့မှာသင်မျိုးရှိတယ်ပေါ့နော်သူတို့မှာဘာသာရေးလုပ်တဲ့သူကငယ်ဖြူနဲ့တောထွက်ဆိုမှရှိပါတယ်တောထွက်ဒီမှာမိသားစုရှိတယ်သူတို့ရဲ့နောက်ခံသူတို့ရဲ့အနောက်မှာမိသားစုရှိတယ်ဒါပေမဲ့ငယ်ဖြူဆိုတဲ့လူဒီမှာလည်းပဲပါရှိတယ်သူတို့မှာလည်းမိသားစုရှိတယ်သူတို့ရဲ့မိဘတွေရှိတယ်ဒါပေမဲ့သူတို့ရလာတဲ့အလှူငွေတွေနော်ဆိုတော့သူတို့ရဲ့ဘာသာထဲမှာတက်ဝင်ယုံကြည်လာတဲ့လူတွေရဲ့အလှူငွေတွေကိုသူတို့တယောက်တည်းသူတို့ရဲ့စားတာမဟုတ်ပါဘူးသူတို့ရဲ့မိသားစုဝင်ကိုလိုအပ်ရင်လိုအပ်တယ်လို့သူတို့ကလည်းထောက်ပံ့တယ်ပေးတယ်နော်လှူဒန်းတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့မှာကျွန်တော်မင်းရမယ်မင်းခွန်ကဘာရှိလဲအိမ်ထောင်တဲ့မိန်းမနဲ့မိသားစုနဲ့ဘာသာရေးကိုမဆောင်ရွက်တော်လဲပဲဘာသာရေးအလုပ်လုပ်ပြီးမှရလာတဲ့အလှူငွေဒီကိုလည်းသူတို့ကလည်းသူတို့ရဲ့နောက်မှာနီလန်းတစ်မျိုးအားဖြင့်သူတို့ကမိသားစုကိုကြီးကြတယ်ထောက်ပံ့ကြတာကိုကျွန်တော်မြင်တွေ့နိုင်ပါတယ်တကယ်ပဲသူတို့ရဲ့ဘာသာထဲမှာလည်းလုံးဝသူတို့ဖယားကလည်းခွင့်ပြုထားတယ်ဆိုတာကိုကျွန်တော်တွေ့နိုင်တာဖြစ်ပါတယ်ဆိုရာကိုအနည်းငယ်ဖြည့်ပြချင်တာဖြစ်ပါတယ်အရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေအာမင်